အိမ်ဝင်းမှာလာအိုတင်းကိုဂိုးမိုးရွာခဲ့တဲ့မြန်မာအသင်းနောက်တစ်ဆင့်ကိုထပ်တက်နိုင်မလားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Jet Sport Channel လေးကကြိုဆိုလိုက်ပါတယ်အာရှကြားကြီးလို့ခေါ်တဲ့မြန်မာအသင်းဟာဆိုလို့ရှိရင်တော့ဟွန်တိုင်းကပ်အုပ်စုပွဲစဉ်ဖြစ်လာအိုအသင်းကိုအိမ်ဝင်းသုဝနာကွင်းမှာရှင်ပြိုင်ကစားခဲ့ရပြီးတော့နီးပြကြီးဟန်နာဆန်ရဲ့လက်အောက်မှာတိုက်စစ်ပိုင်းပုံစံကောင်းရနေတဲ့မြန်မာအသင်းဟာဆိုလို့ရှိရင်7-2ဆိုတဲ့ကိုပြက်ရလက်နဲ့အနိုင်ရလက်ရရှိခဲ့တာပဲဖြစ်ပါတယ်နော်ဝေးနီးပြကြီးရဲ့လက်အောက်မှာဆိုလို့ရှိရင်တော့မြန်မာအသင်းရဲ့ကွင်းလေကစားပုံနဲ့တိုက်စစ်ချိတ်ဆက်ကစားပုံဟာတော်တော်လေးကိုကောင်းမွန်လာခဲ့ပြီးတော့မလေးရှားအသင်းကိုရှုံးနေခဲ့တဲ့ပွဲစဉ်ကလွဲလို့ရှိရင်ကျန်တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့တိုက်စစ်အစွမ်းတွေပြထားခဲ့တာပဲဖြစ်ပါတယ်။အုပ်စုပွဲစဉ်3ပွဲကစားပြီးမှဆိုလို့ရှိရင်မြန်မာအသင်းဟာမလေးရှားကိုရှုံးနေခဲ့ပေမဲ့လည်းဖိလစ်ပိုင်အသင်းကို4-1အခုလာအိုအသင်းကိုလည်း7-2ဆိုတဲ့ဂိုးပြတ်ရလက်တွေနဲ့အတူအနိုင်ရလက်ဖော်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။လာအိုအသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်မြန်မာအသင်းဟာပွဲစ10မိနစ်ကျော်မှတင်ဥဆောင်ကိုရရှိခဲ့ပြီးတော့အဲ့ဒီဥဆောင်ကိုလည်းကွင်းလေတိုက်စစ်ကနေမှတဆင်ပုံဖော်နိုင်ခဲ့တာပဲဖြစ်ပါတယ်ပထမပိုင်းမှာတင်မြန်မာအသင်းဟာသွင်းကို2ကိုခွင့်ပြုခဲ့ရပေမဲ့လည်းမောင်မောင်လွင်တန်းပိုင်တို့ရဲ့သွင်းကိုတွေနဲ့အတူပထမပိုင်းပြီးမှ4-2ဆိုတဲ့ဂိုးပြတ်ရလက်နဲ့ဥဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းမြန်မာအသင်းကပဲထပ်မံဥဆောင်ကိုတွေသွင်းယူနိုင်ခဲ့ပေမဲ့လည်းပွဲချိန်69မိနစ်ရောက်မှဆိုလို့ရှိရင်တော့မြန်မာအသင်းရဲ့ကပတိန်ဖြစ်တဲ့မောင်မောင်လွင်ဟာတိုက်ရိုက်အနေကနဲ့ထုတ်ပယ်ခံခဲ့ရတာပဲဖြစ်ပါတယ်ပွဲချိန်82မိနစ်ရောက်မှဆိုလို့ရှိရင်တော့လာအိုအသင်းရဲ့ကစားသမားတစ်ယောက်လည်းတိုက်ရိုက်အနေကနဲ့ထုတ်ပယ်ခံခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်သင်းသလုံးဟာ10ယောက်စီနဲ့ကစားခဲ့ရတာပဲဖြစ်ပါတယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းမြန်မာအသင်းရဲ့သွင်းကိုတွေကိုထပ်မံမြင်တွေ့ခဲ့ရပြီးတော့ပွဲပြီးမှဆိုလို့ရှိရင်7-2ဆိုတဲ့ရလက်နဲ့အနိုင်ရလက်ဖော်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်လာအိုအသင်းကို7-2နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လာအိုအသင်းဘက်ကို hat-trick သွင်းခဲ့တဲ့ဝင်းနိုင်ထွန်းဟာဆိုလို့ရှိရင်တော့အာဆီယံဟွန်တိုင်းကပ်မှာဂိုးများဆုံးသွင်းထားသူစင်းမှာဆိုလို့ရှိရင်တော့အင်ဒိုကစားသမားဘက်ကာနဲ့အတူပူးရဲရက်တည်နေတာပဲဖြစ်ပါတယ်အိမ်ဝင်းသုဝနာကွင်းကြီးမှာလာအိုအသင်းကိုဂိုးမိုးရွာခဲ့တဲ့မြန်မာအသင်းဟာဆိုလို့ရှိရင်အုပ်စုပွဲစဉ်3ပွဲကစားပြီးမှရမှတ်6မှတ်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အုပ်စုတတိယနေရာမှာရပ်တည်နေတာပဲဖြစ်ပါတယ်။နီးပြကြီးဟန်နာဆန်ရဲ့လက်အောက်မှာမြန်မာအသင်းရဲ့ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်ကစားပုံဟာတော်တော်လေးကိုကောင်းမွန်လာခဲ့ပြီးတော့ဟွန်တိုင်းအုပ်စုပွဲစဉ်3ပွဲကစားပြီးမှဆိုလို့ရှိရင်တော့သွင်းကို12ဂိုးတိတိသွင်းယူထားကနောက်တန်းအနည်းငယ်အားနည်းချက်ကိုပဲတွေ့မြင်ရတာပဲဖြစ်ပါတယ်။အခုလာမယ့်ဩဂတ်ရက်နေ့မှာဆိုလို့ရှိရင်လည်းအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ထိုင်းသင်းရဲ့အိမ်ဝင်ဖြစ်တဲ့ရာဇမင်္ဂလာကွင်းကိုတွားကန်ရမှာပဲဖြစ်ပါတယ်။အုပ်စုအဖွင့်ပွဲစဉ်မှာမလေးရှားအသင်းကိုသာတေကစားနိုင်ခဲ့မယ်ဆိုလို့ရှိရင်မြန်မာအသင်းဟာနောက်တစ်ဆင့်ကိုတက်ဖို့လို့အခြေအနေကောင်းနေပေမဲ့လည်းရှုံးနေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ထိုင်းအသင်းနဲ့ပွဲစဉ်မှာတော်တော်လေးကိုရုံးကစားရအောင်မှာပဲဖြစ်ပါတယ်။ဩဂတ်လ10ရက်နေ့ထိုင်းအသင်းရဲ့အိမ်ဝင်းကိုတွားရောက်ကစားရမယ့်ပွဲစဉ်မှာဆိုလို့ရှိရင်တော့မြန်မာအသင်းရဲ့ကပတိန်ဖြစ်တဲ့မောင်မောင်လင်ဟာတိုက်ရိုက်အနီကထိပေခံခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ထိုင်းအသင်းနဲ့ပွဲစဉ်ကိုလွှဲချော်မှာပဲဖြစ်ပါတယ်။မြန်မာအသင်းဟာဆိုလို့ရှိရင်ထိုင်းအသင်းကိုအနိုင်မရရှိခဲ့တာနှစ်ပေါင်း40နီးပါးကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်အခုလာမယ့်10ရက်နေ့မှာကစားမယ်အုပ်စုနောက်ဆုံးပွဲစဉ်မှာဇယားထိပ်3ပွဲကစား3ပွဲစလုံးကိုအနိုင်ရရှိထားခဲ့ပြီးတော့ပေးကိုတကိုးမှမရှိတဲ့ထိုင်းအသင်းကိုမြန်မာအသင်းတို့ဘယ်လိုကစားသွားမလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်အခုကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာရောအာရှကြားကြီးဖြစ်တဲ့မြန်မာအသင်းတို့ထိုင်းအသင်းရဲ့အိမ်ဝင်းမှာမထင်မှတ်ထားတာတွေပြုလုပ်နိုင်မလားဘလို့ရမ်းလက်ထွက်ပေါ်မလဲဆိုတာကိုမိမိတို့ရဲ့အမြင်လေးတွေကို comment box အောက်မှာဝေမျှသွားလို့ရပါတယ်ဒါလေးကတော့မနေ့ကကစားခဲ့တဲ့အာဆီယံဟွန်တိုင်းအုပ်စုပွဲစဉ်မှာအိမ်ရှင်ဖြစ်တဲ့မြန်မာအာရှကြားကြီးသင်းဟာလာအိုသင်းကိုအိမ်ဝင်းမှာဂိုးမိုးရွာခဲ့တဲ့အကြောင်းလေးနဲ့အတူနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မလားဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးထားတာပဲဖြစ်ပါတယ်ဒီ channel လေးထဲမှာဆိုလို့ရှိရင်ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပုံမှန်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘောလုံးအားသားကိုစိတ်ဝင်စားရင် like and subscribe လေးလုပ်ပေးသွားကြဖို့လို့အားလုံးကိုတောင်းဆိုပါရစေ